โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အစားတလိုင်းခွေးသူဖြစ်ပါတယ်ဒီနေ့ကတော့မီးပြက်နေတဲ့အတွက်ကြောင့်မို့လို့ဟင်းကအယောင်လေးရနည်းနည်းလေးရော့ပါမယ်ပြင်မှာတော့သူ့ဟာနဲ့သူရဲနေရပဲလာတယ်ပြအားလုံးကဒီနေ့ကဟင်းနေရလေးရတော့ဒါလေးကကြက်ကပတ်ဒါလေးကကြတော့ဓာတိသားဖြစ်တဲ့ညစ်တုပ်ဒါလေးကတော့ကြောက်ဖြုံသီးကြရိုးဟင်းညိုပြီးရင်မပြီးချက်နဲ့တို့စရာဆုံးတို့စရာမှာတော့ရှောက်ရွက်တော့သခွားသီးတို့ဒီဟာလေးကကြတံပရာသီးဒါမျိုးပေါ့တာပြီးဝိုင်းအချိုတဲဖို့အတွက်R2E2 တရသီး R2E2 တရသီးကစီကျိုသမားစားလို့ရတယ်လို့တော့ပြောတာပဲစမ်းစားကြည့်မယ်နော်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ရဲ့ရိုးရှင်းသွားနေလိုက်တာလေးပါညောင်းဆုံးကျွန်တော်ကတော့လက်ချောင်းရှင်းလိုက်ပါဦးကြောက်ပြောင်းတဲ့ညို့ဆိုတော့မြေကောင်းတန်လေးကိုသင်းနေရတယ်စစမယ်နော်ကြောက်ပြောင်းလေးပဲကြောက်ပြုံသီးနဲ့ကျွန်တော်ကမြည်ပြီးွားပြီဆိုတော့ဆောက်အောင်လာဗျာဒါလေးကကြက်ကပတ်ကြည့်မယ်နော်ကြောက်ပြုံသီးနဲ့မြည်တာတော့သမင်းကတိတ်ထူးထူးဆန်းဆန်းတော့မဖြစ်ဘူးပေါ့လေမွေးနေရပဲမသလာအနံ့လေးရဲ့သူကနောက်ပြီးွားတော့လေပူစီနဲ့အနံ့လေးပူစီနဲ့အနံ့လေးတော်မွေးတာမဆနာနဲ့ပူစီနဲ့တွေ့လိုက်တဲ့အချိန်မှာတော်တော်လေးမွေးရတော်တော်ကောင်းတယ်တော်တော်ကောင်းတယ်တော်တော်ကောင်းတယ်တော်ကြပြသားကိုလေအပြားလေးလီထားတာကိုက်ရတာတခါပြက်တယ်မွေးနေတာတော်တော်လေးမွေးရကောင်းတာပါတော်တော်လေးကိုကောင်းတာပါညစ်တော့မြည်ကြည့်မယ်နော်ဒီဟာဒီဟာမြစ်ကလည်းမိုးရင်းမလေးလည်းဖြစ်တဲ့ခါပြစ်ကလည်းပေါ်လာတယ်လို့နုနုလေးတွေဖြစ်တယ်လေအဲကြောင့်မို့လင်းရတာဒါမြစ်လေးတွေကိုတုတ်ထားတာဒီတုတ်လေးကျွန်တော်နည်းမြည်ကြည့်မယ်ညစ်တဲ့ဟာနှစ်တော့ကလည်းအစကြီးမဟုတ်ဘူးစပြင်းပြင်းနဲ့အစိမ့်ရတာတတပဲရှိရဲ့အញ្ញမ်းနဲ့အချင်းကြီးမလုပ်တာသူကလေဒါလေးကောင်းတာပဲအဲ့ဒါလေကြောက်ရတဲ့မျိုးကိုသင်းပြီးတော့ညစ်ကလေးရတယ်နုနေရစီမှာတော်တော်အဆင်ပြေတယ်ဒီရာဒီနဲ့လည်းအန်ကိုက်ပဲကြောက်ရွံ့ကလေးကနုနုလေးရှိတယ်ရွက်ကြီးအောင်မှာကြောက်ရွံ့နုရယ်ငပိရောငပိကြော်တော့မဟုတ်ဘူးငါပြားရေးကြော်ပေါ့ကျွန်တော်လင်းရတာငါပြားရေးကြော်ကိုအရင်အငန်ကြီးမလုပ်ဘူးအရင်အဆက်ကြီးမလုပ်ဘူးအငန်ပေါ့ပေါ့အဆက်ပေါ့ပေါ့လေးပဲhow come it break I'm just enjoy it last day ပဲဒီနေ့တော့ကဘိန်းဟင်းကတော့ကြက်ကပတ်မဟုတ်ပဲနဲ့ညစ်တော့ပြသွားတယ်။ဒါဒီသာမို့လာမယ်တော်တော်လေးကိုစားကောင်းတယ်ညစ်တော့ကစီစီလေးပဲမုတ်ကလေးနဲ့ဆိုစီစီလေးစလုံးစခုညီပဲရတာလေးရတယ်ခံစားရတယ်။ပြီးတော့စီချက်အနံလေးရတယ်တင်းတင်းလေးစီချက်နဲ့ရှောက်ရွက်နဲ့ပါတဲ့ခါကျ
နဲ့လေးတော်လိုက်ဖတ်တယ်ကျင်းကြိုင်တော့တမယာသေးတွေတူတာပါနော်ကျွန်တော်ကတော့တမယာသေးကတမယာကောအနံလေးရတယ်မှုေးနေမှာဘိုးရင်းဘတ်ဆိုတမယာသေးရတယ်အရင်ချိန်ပြတဲ့ဆိုင်နဲ့ပူပူရတယ်လေจะยุ่งเจ้าผิวเนี่ยนะครับอยู่ကောင်းတဲ့လင်ကိုးနေရမယ်မင်းလည်းစာပြီးသွားပြီဆိုတော့အတူတူကိုမြည်ကြည့်လိုက်ပဲစစ်ကြိုတရသေးဆိုတော့ဒီလိုမျိုးဒီဘောစစ်ကြိုတရသေးပြမှာပေါ့အချိုးကလည်းပေါ်လာမွေးရတော့မွေးရကဲအားလုံးလည်းကျေးဇူးတင်ပါတယ်နော်